အာရှာသားချင်းတူတူမဂါချက်တို့ကပို့ပြီးအောင်မြင်ပြီးရော့ထန်တို့ကဘာလို့သူတို့တော့မကြော်ကြရလဲအဲ့ဒီမြေကိုကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်တော့ငယ်စဉ်ကလေးကနေပြီးတော့ကျင့်သုံးလာခဲ့တဲ့နေထိုင်စားတောက်ပုံတွေကွာလို့ပဲဆိုပြီးတော့ကျွန်တော်အရင်ဆုံးပြောရမှာပါဒါပေမဲ့ဒီတက်ပို့ပြီးတော့နည်းတဲ့အချက်တွေလည်းရှိတယ်ရုရှားကအာရှတိုက်ထဲမှာပဲအများဆုံးရှိတာဆိုပေမဲ့သူကဥရောပနိုင်ငံတွေလိုမျိုးပါပဲနိုင်ငံကြီးလုံးလို့သာအာရှနဲ့ဥရောပကိုသူကမျှထားတာပါဒါကြောင့်မလို့ရုရှားနိုင်ငံသားတွေကိုဥရောပသားတွေလို့တချို့ကလည်းခေါ်ကြတယ်လို့အာရှသားတွေလို့လည်းတချို့ကခေါ်ကြတယ်ဒီဗီဒီယိုထဲမှာတော့အာရှသားတွေလို့ပဲသူတို့ကျွန်တော်သုံးမယ်ဒီတော့အာရှမှာအောင်မြင်ဆုံးဖိုက်တာတွေဖြစ်ကြတဲ့ရော့ထန်တို့ကမဂါချက်ကိုမမီတာကနိုင်ငံအနေထားကြောင့်ဆိုရင်လည်းဟုတ်တယ်လို့ရွေးချယ်တိုက်ခိုက်တဲ့အားကစားကြောင့်လည်းဖြစ်ပါတယ်အကယ်ရော့ထန်သာငယ်စဉ်ကလေးကအမမျိုးလာပြီးတော့ကစားမယ်ဆိုရင်အခုချိန်မှာသူကလည်းပဲသူ့ရဲ့လက်ရည်မျိုးနဲ့ UFC လိုနေရာမျိုးမှာချန်ပီယံဖြစ်နေတော့ပြီးရော့ထန်ကအရက်ဘူးလို့ MMA မှာဘလို့မှမတိုးနိုင်ဘူးပြောမယ်ဆိုရင်တော့မှရော့ထန်နဲ့အရက်တူရော့ထန်ကိုလည်းအလဲထိုးဘူးတဲ့ DCR ထိုင်ပြီးတော့ရှိနေပါလိမ့်မယ်နောက်ပြီးတော့အရက်မမြင့်တဲ့အာရှာသားဒိတ်ကျဲဖိုက်တာတွေဖြစ်ကြတဲ့ဘောက်ဆင်နေဘယ်ကဘက်ကွီယိုဝမ်ချန်ပီယံရှစ် MMA ရတော့ဝေတန်းချန်ပီယံဂျိုရှူအာဘာစီယိုပြီးတော့ UFC ကတရုတ်လူမျိုးစတာဝိတ်ချန်ပီယံအဟောင်းဖြစ်တဲ့ဇန်ဝီလီတို့ကလည်းမဖြစ်နိုင်တာကိုဖြစ်အောင်လုပ်ပြထားကြတဲ့သူတွေပါအဲဒီတော့ရော့ထန်ကမဂါချက်တို့လိုမျိုးတန်းတစ်ခုထိကိုမရောက်တာထိုင်းလိုမျိုးအရာရာဖြစ်နိုင်တဲ့နိုင်ငံမျိုးမှာငယ်စဉ်အခါရွေးချယ်မှုတွေလွဲခဲ့လို့ပါပဲအဲ့လိုပြောလို့ရော့ထန်ကမွေတိုင်းဖိုက်တာဖြစ်လာမှားတယ်လို့ကျွန်တော်ဆိုလိုချင်တာမဟုတ်ဘူးရော့ထန်တို့အရေးသွေးနေရ MMA သာကစားတတ်မယ်ဆိုလို့ရှိရင် UFC မှာဒုတိယ DC ဖြစ်လာနိုင်တယ်ဆိုတော့ပြောပြတာပါဒါပေမဲ့ရော့ထန်ကသူ့ဘဝကိုတစ်ခုမို့တစ်ခုနဲ့အနိုင်ပိုင်းခဲ့ပါတယ်ဒါကြောင့်လေးစားအတူယူထိုက်တဲ့ဖိုက်တာမျိုးလည်းဖြစ်နေပြန်ပါတယ်ဒါပေမဲ့မဂါချက်တို့လောက်ထိအောင်မြင်နိုင်တာနဲ့မအောင်မြင်လိုက်တာကြီးကတော့သူ့ရဲ့အရေးချင်းတွေကနှမျောစရာကြီးပါ UFC Flyweight ရဲ့ထာဝရအကောင်းဆုံး fighter ဖြစ်တဲ့ DC နဲ့ MMA ပွဲထိုးတော့ကလည်းပဲရော့ထန်ကချုပ်ခံမထိရင်မရှုံးပါဘူး strike မှာ DC လိုမျိုး MMA ဂူရူကြီးကိုတော့မှအသာလေးရှင်စော့နိုင်ခဲ့ပါတယ်အဲ့တော့မဂါချက်နဲ့လူချင်းတွေ့တဲ့အချိန်မှာရော့ထန်ကမဂါချက်နဲ့ဆိုရင်စိတ်နဲ့စိတ်လိုမျိုးလူကောင်ကွာနေပေမဲ့လေရော့ထန်ကရွေးချယ်မှုတွေဒီတက်ပို့ပြီးတော့မှန်ခဲ့မယ်ဆိုရင်မဂါချက်တို့လိုပဲကဘာကြော်ကြားနိုင်မှာဒါမဲ့လေအဲ့ဒီအချိန်ကတော့သူနဲ့အနီးဆုံးအရာကိုပဲလလန်းမီယာလန်းဆွဲလိုက်တဲ့ရော့ထန်အတွက်ကတော့ fighter ဖြစ်ရတာတန်သွားပါပြီဘုတ်ကောင်တို့ဆန်ချန်တို့လိုမျိုးမွေထိုင်းဂူရူတွေနဲ့ဒန်းတူမွေထိုင်းလောကရဲ့ထာဝရအကောင်းဆုံး fighter ဖြစ်တတ်မှတ်ခံရတာနဲ့နေမယ်သူ့ရဲ့ဘဝမှာလည်းလူဖြစ်ရချိုးနဲ့သွားခဲ့ပြီလို့ကျွန်တော်ပြောရမှာပါဒါမဲ့သူ့ရဲ့ပရိသတ်တွေအနေနဲ့ခုနအပေါ်ကလိုနဲ့နည်းနည်းတွေးဘူးမယ်ဆိုလို့ရှိရင်ရော့ထန်ကိုလည်းပဲမဂါချက်တို့မျိုးအောင်မြင်စီရင်ကြမှာပါဒါမဲ့ဒါမရှိတော့လေတတူနဲ့ရှေ့တလန်းတိုးပြီးတော့လမ်းခုတ်ဆိုသူတို့ပဲပေါ့လေကိုဖြစ်နိုင်တဲ့နေရာမှာပဲကိုကူအကောင်းဆုံးဖြစ်အောင်စူးစမ်းခဲ့တာကလည်းလေးစားအားကြစရာပဲဒီတော့ fighter တွေထဲမှာ raw tan တို့လိုမျိုး MMA ထိသွားလို့ရတော့မှမသွားခဲ့တဲ့ fighter မျိုးတွေလည်းရှိတယ်လို့မကာချက်တို့လိုမျိုးမွေထိုင်းနဲ့ရင်းနှီးနေရတော့မှမွေထိုင်းမှာထွန်းပေါအောင်မလုပ်ခဲ့တဲ့ fighter မျိုးတွေကလည်းရှိနေပြန်ပါတယ်ကဘာမှာဘေယာကပို့ပြီးအောင်မြင်လဲဆိုတော့မြင်တက်ပြီးတော့စူးစမ်းတက်တဲ့လူကတော့ပို့ပြီးအောင်မြင်သွားမှာပါတေချာစဉ်းစားကြည့်နော်ဒါမဆန်းပါဘူး